Okay အားလုံးပဲမင်္ဂလာပါကျွန်တော်အခု 3D design လေးပေါ့နော်ဒီလို design logo design လေးတွေကျွန်တော်တို့အမျိုးပေါ့ effect design လေးတွေကျွန်တော် color ပေါ်လုံးလေးတွေကျွန်တော် design မျိုးတွေဖန်တီးရရှိပါတယ်အခုဒီ design မျိုးလုပ်တာလေးကိုကျွန်တော်အခုတင်ပြပေးမယ်နော်ကျွန်တော် wish ပုံစံလေးတွေကျွန်တော်အထွန်တက်လေးတွေပေါ့ icon လေးဖန်တီးတာကိုကျွန်တော်က CS နဲ့ကျွန်တော်လုပ်ပြမယ်နော်ပထမဆုံးကျွန်တော် file ရတယ် new ကိုတွားပြီးတော့ကျွန်တော်စာရွက်ဖြူတရွက်တစ်ကောင်ခေါ်လိုက်မယ်ကျွန်တော်အသစ်တင်ပေါ့နော်4မြောက်6နဲ့ပေါ့4မြောက်6ကိုအမြင့်ကို4လောက်ထားပြီးတော့ကျွန်တော် weight ကို6လောက်ထားလိုက်မယ်နော်ဒီလောက်နဲ့ပဲကျွန်တော်တစ်ခုယူလိုက်မယ် okay ရှားရတဲ့ background ကိုကျွန်တော်အယူဆိုနာမည်တစ်ခုပေးလိုက်မယ်ရှင်းအောင်ပေါ့ပေးတဲ့ပြဿနာမရှိဘူးတကယ်ချင်းလို့အဆင်ပြေတယ်လို့ပေါ့နော်ကျွန်တော်ဒီမှာနာမည်တစ်ခုပေးထားလိုက်မယ် okay သူ့နာမည်တစ်ခုပေးပြီးတော့ခါကျကျွန်တော်ဒီကောင်ကိုဒီမှာ color ဥစ္စာရှိမယ်ကျွန်တော်ဒီမှာ auto နဲ့ delete ဆိုတာကိုစုံနှိပ်လိုက်မယ် color အမဲကျွန်တော်ဒီကောင်မလို့အဲ့ဒါဟာတွေဖြောင်းမယ် grande တွေပေါင်းစပ်မှာဆိုတော့ကျွန်တော်ဒီကောင်ကို color အမဲလေးယူလိုက်တယ်ဒီမှာ color အမဲကိုအရင်ထည့်ပြီးအမဲယူမယ်ပြီးရင်ကျွန်တော်ဒီပေါ်မှာပဲ select ပြီးတော့ auto နဲ့ delete key ကိုနှိပ်မယ်နော် okay ပြီးတော့ကျွန်တော်တို့သူ့ကိုပြီးကိုတွားပြီးတော့ကျွန်တော်တို့ဒီမှာ ruler မှာအမှန်ချစ်ပေးလိုက်မယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဒီမှာဒီ line ယူမှာဗျကျွန်တော်ဒီမှာဆိုရင်လေးလုံးဆိုရင်3ညနေ4ထိ3ညနေ6ထိဟောကျွန်တော်ဒီက ruler ကိုကျွန်တော်ဆွဲလာမယ်အလဲဆန်လာလို့ကျွန်တော်ဟုတ်လားနော်အလဲဆန်လာလို့ကျွန်တော်ဒီမှာ3နေရာမှာထားလိုက်ရဲဒီဘောလေးဆွဲလာတယ်ကျွန်တော်တို့နှစ်ကိုထားလိုက်ပြီ okay အလဲဆန်လာယူကိုနော်ပြီးကျွန်တော်တို့ဒီကနေအဝိုင်းလေးကိုကျွန်တော်ယူမှာနော်ဝိုင်းတိုးလို့ယူရင်ကျွန်တော်ဒီမှာဒီကောင်ကိုဒီမှာကျွန်တော်အဝိုင်းလေးတစ်ခုကျွန်တော်ဆွဲလိုက်မယ်ပြီးကျွန်တော်အလဲဆန်လာတစ်တက်ကိုကျွန်တော်ရွှေ့လိုက်မယ်ဟုတ်ပြီနော် okay အဲ့ရကျွန်တော်ပြီးသွားတဲ့အခါကျရင်ဒီကောင်လေးကိုကျွန်တော်တို့ဒီမှာ select ကနေ modify ကိုတွားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ factor တာရှိတယ်နော် okay ကျွန်တော် keyboard ကနေ shift နဲ့ F6 ကိုနှိပ်လိုက်ရတယ် factor ကိုကျွန်တော်ယူလိုက်မယ်ယူရင်သူ့ကို okay ကျွန်တော်ဒီမှာသူ့ကို50ပေါ့နော်50ရာခိုင်နှုန်းကကျွန်တော်တို့ဒီကောင်ကိုထားလိုက်မယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်အနောက်ကနေဒီ gradient state နဲ့ကျွန်တော်ဆွဲတဲ့အခါမှာကျွန်တော်တို့ရိုက်ခတ်မှုတွေအလုံးလေးလှပမှုရှိအောင်လို့ပေါ့နော် okay အခုကြာဆိုကျွန်တော်တို့လေသူ့ကို gradient ကိုကျွန်တော်တို့သုံးမယ် gradient ကိုကျွန်တော်တို့ဒီမှာနှိပ်လိုက်မယ်နော်ပြီးကျွန်တော်ဒီကောင်ကိုဒီပုံမှာပဲကျွန်တော်တို့ site လို့စာရေးဖို့တော့ဒီပုံမှာပဲနှိပ်လိုက်မယ်နှိပ်လိုက်အခုလိုသူ့ရဲ့ editor ပေါက်လေးကြာလာမယ်ကြာလာရင်ကျွန်တော်တို့ကဒီကောင်လေးကိုဒီအနေထားလေးမှာတစ်ချက်နှိပ်လိုက်မယ်နော်ဒီမှာနှိပ်လိုက်ရင်သူ့ရဲ့ color ပေါက်လေးပေါ်လာ color မှာကျွန်တော်တို့ကလေ okay အဖြူဖြတ်သွားလေးပေါ့ဖြတ်သွားလေးပေါ့နော်ကျွန်တော်ယူလိုက်မယ် okay ပြီးဒီဘက်ဆုံးမှာဆိုလို့ရှိရင်ဒီကောင်တစ်ချက်နှိပ်မယ်နှိပ်ပြီး color ကို okay အဒီအောင်လေးကျွန်တော်ယူလိုက်မယ်ဗျာနော်ပြီးဒီကြားထဲမှာမရှိကျွန်တော်ဒီနားလာမှာပေါ့တစ်ချက်နှိပ်လိုက်ချက်နှိပ်လိုက်အခုလိုသူပေါ်လာမှာနော်ပေါ်လာကျွန်တော်အဲ့ဒီကောင်လေးကိုတစ်ချက်နှိပ်ပြီးတော့သူ့ရဲ့ color ကိုကျွန်တော်တို့အဝါနေမကြလေးပေါ့ okay အဝါနေမကြလေးတခုကျွန်တော်ယူလိုက်မယ်ပြီးကျွန်တော်ဖွင့်ပြီးတော့သူအလယ်လောက်ကိုဆွဲသွားလိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီမှာသူ okay နှိပ်မယ်နော် okay ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီကနေအလယ်ကနေကျွန်တော်ဒီဘက်ကိုချက်ဆွဲလိုက်မယ် okay အခုလို့သူကခုနကျွန်တော်တို့ချိန်ထားတယ်ပေါ့နော်ဒီဘက်ချိန်ထားတဲ့50 figure အလိုက်အစစ်စစ်ပေါက်ပွားလေးပေါ့နော်ဒီအလုံးလေးတစ်လုံးကိုကျွန်တော်တို့ရရှိမယ်ဟုတ်ပြီရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုလုပ်လဲဆိုရင်အဲမှာတော့သူ့ကို filter ပြန်သွားမယ်ပြန်သွားပြီးတော့ style ကနေကျွန်တော်တို့သူ့ကိုပြန်ဝင်သွားပါတော့ extract ကိုပြန်ဝင်ဖို့အတွက်ကိုကျွန်တော်တို့ဒီမှာ okay အလုံးလေးကိုအရင်ခဏပြန်ဖြောက်လိုက်အောင်ပါနော်အလုံးလေးကိုဖြောက်လိုက်အောင်ဖြောက်ပြီးတော့ကျွန်တော်တို့ပြန်ဝင်လို့ရမှာဟုတ်တော့ဒီမှာပေါ့ဒီမှာ style ကနေကျွန်တော်တို့ okay အခုမှ extrude ကိုကျွန်တော်နော် extrude ကိုအခုမှပေါ်တယ်အဲ extrude ကိုကျွန်တော်နှိပ်မယ် okay extrude ကိုကျွန်တော်နှိပ်တဲ့အခါကျလို့ရှိရင်ကျွန်တော်သူ့ကို design လေးပြောင်းပါဗျာဟုတ်လားနော်အထက်ကနေကျွန်တော်တော်နေမှတ်ထားနော်ပြီးကျွန်တော်ဒီနေရာမှာ size ကို20လောက်ကျွန်တော်ထားလိုက်မယ်ကျွန်တော်ဒီမှာ depth ကိုကျွန်တော်တို့180
9လောက်ကိုကျွန်တော်ဒီတိုင်းမှာထားလိုက်မယ်နော်ကျွန်တော်ဒီမှာပြီးရ parameter ကိုကျွန်တော်အမှန်ချစ်ထားမယ် value ကိုအမှန်ချစ်ထားမယ်ပြီးရှင်ကျွန်တော်ဒီမှာနော် okay ဖြစ်ပြီပါလားအဲ့ဆိုရင်ကျွန်တော် filter exclude ကကျွန်တော်သူအလုပ်လုပ်မယ်နော်လုပ်ရခါကျရင်အခုလိုသူ design လေးရရှိမယ် design တစ်ခုပဲနော်ကျွန်တော်ခုနတွေ့လာတဲ့ဘောလုံးကိုသူ accessible ကိုခွဲပြီးဖြာထွက်လိုက်တယ်သူကသဘောကတော့နော်ကျွန်တော်လိုချင်တဲ့ဥစ္စာတွေသူဖြာထွက်လိုက်တယ်ပြီးကျွန်တော်ဒီကောင်ကို okay နောက်ထပ် layer တစ်ခုအဲ့ဒီကောင်ကိုကျွန်တော်ကနေမှတ်မိလိုက်အောင် okay G2 ဆိုပြီးကျွန်တော်ပေးထားလိုက်မယ်ပြီးကျွန်တော်အခုဒီကောင်ကိုအဲ့ G2 ပေါ်မှာနောက်တဲ့ layer copy ထားတဲ့ G2 ပေါ်မှာကျွန်တော်ကနေအလုပ်လုပ်မယ်နော်လုပ်တော့မှကျွန်တော်G2 layer ပေါ်ယူပြီးရင်ကျွန်တော်တို့ filter ကနေသူ့ကို distort design တစ်ခုပြန်ပြောင်းမယ်နော် distort design တစ်ခုပြန်ပြောင်းတဲ့အခါမှာကျွန်တော်တို့ကလေကျွန်တော်ဒီမှာ distort သုံးပြုနေရတော့အများကြီးရှိရနော်ကျွန်တော်အရင်သင်ခန်းစာမှာသင်ပြခဲ့ဦးတယ်အဲ့ဒီကနေကျွန်တော်တို့ကလေဒီ distort ကနေကျွန်တော်တို့ကလေဒီမှာ width ပေါ့နော် width ဆိုတာလှိုင်းတစ်ခုကိုကျွန်တော်ဖန်တီးမယ်အဲ့ဒီကောင်ကိုယူလိုက်မယ်ယူလိုက်တဲ့အခါမှာကျွန်တော်တို့နံပါတ်ဥစ္စာ section ကိုအထက်လေး5ခုသဘောမျိုးနဲ့ထားမယ်ကျွန်တော်တို့သူ့ကို5လောက်ကိုထားမယ်ဒီမှာ width length ချက်ဝဲပါညာကိုကျွန်တော်တို့30နဲ့ကျွန်တော်တို့33လောက်ကျွန်တော်တို့ထားမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ minimum မှာ1 2လောက်ထားမယ်100ရာခိုင်နှုန်းထားမယ်ပြီးကျွန်တော်တို့ဒီမှာ size မှာကျွန်တော်တို့အမှန်ချစ်ထည့်မယ်ပြီးရင်ဒီနေရာမှာ maximum မှာလည်းအမှန်ချစ်လေးကျွန်တော်ထည့်ဖို့လုပ်တယ်ဟုတ်ပြီနော်အမှန်ချစ်ထည့်ပြီးကျွန်တော်ဒီတိုင်းပဲဒီဥစ္စာတိုင်းထားပြီး okay နှိပ်ပေးမယ်ဒါဆိုသူက line တစ်ခုလေးကိုကျွန်တော်ခုနထားထားတဲ့အချိုးအစားအတိုင်းပေါ့နော် line တစ်ခုကိုကျွန်တော်ရရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီကောင်ကိုဒီမှာပဲနောက်ထပ် design လေးပေါ့ color စုံလေးတွေထပ်ပြီးတော့ဖန်တီးကျင်သေးရဆိုလို့ရှိရင်ကျွန်တော်သူ့ကို match တစ်ခုကျွန်တော်တို့ခံပေးရမယ်ဟုတ်လားခံပေးရမှာဆိုလို့ရှိရင်ကျွန်တော်သူ့ကိုဒီကောင်ကိုကျွန်တော်ကလာပြီးတော့ဒီမှာ layer mask မှာ mask ကိုကျွန်တော်ဒီမှာခံပေးလိုက်မယ်နော်နောက်ခါ background ကိုကျွန်တော်ပြောင်းခြင်းသေးတယ်ထပ်ပြီး color ရောင်လေးပြောင်းဖို့အတွက်ကိုဒီကောင်လေးဥစားနဲ့ကျွန်တော်အသုံးပြုရမယ်လို့ရှိရင်ကျွန်တော်တို့ဒီပေါ်မှာပဲကျွန်တော်ဒီမှာဒီကောင်ကိုပြန်ခေါ်မယ်နော်ပြန်ခေါ်တော့ဒီကောင် color ဖြစ်နေတယ် color ကျွန်တော် play ပဲပြန်ယူမယ်ဟုတ်ပြီလားနော်ဒီကောင်ကိုနှိပ်ပြီးတော့ကျွန်တော်ဒီ color ရောင် play ပဲပြန်ယူမယ်ပြီးကျွန်တော် okay ထားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်ကိုဒီ set 1အလဲရနေကျွန်တော်တို့တွေအနေထားအသစ်တင်လောက်ထိကိုကျွန်တော်တို့ဆွဲလိုက်မယ်။ဒီ design လေးမှတ်ပြောင်းပါမယ်။နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အတွန့်တွန့်လေးမှာကျွန်တော်အတွန့်တွန့်နဲ့ဒီလိုအချောင်းလေးနဲ့ကျွန်တော်နှစ်ခုပေါင်းဆက်သွားမယ်။ပေါင်းဆက်ရတော့ပြီးသူ့ကိုကျွန်တော်ကနောက်ခံ background ကျွန်တော်တို့ hide ထားလိုက်မယ်နော်။ကျွန်တော်ဒီမှာ control H ကို control ရဲ့ H ရဲ့စုံလေးလိုက်မယ်။ Okay ပြီးရင်ကျွန်တော်တို့ image ကိုသွားမယ် image ကနေကျွန်တော်တို့ image ကနေကျွန်တော်တို့ compact ကိုသွားမယ်ကျွန်တော်တို့ compact size မှာသူ့ compact size တစ်ခုပြောင်းမယ် compact size တစ်ခုပြောင်းမယ်ပြောင်းတဲ့နေရာမှာကျွန်တော်တို့ဒါခုနယူထားတဲ့ weight အတိုင်းပဲ weight တိုင်းပဲကျွန်တော်တို့ထားမယ်ထားပြီးလို့ရှိရင်သူ့ကို percent ပြန်ပြောင်းမယ် percent ပြန်ပြောင်းမယ် percent ပြန်ပြောင်း inch ကို percent ပြန်ပြောင်းမယ် okay ဒီနေရာမှာကျွန်တော်တို့တစ်ခုကထားလိုက်မယ်ပြီး okay နော်ဒါဆိုဒီ design လေးပေါ့ကျွန်တော်တို့ site ဖြစ်နေပြန်ချုပ်ထားမယ်ပြီးကျွန်တော်ဒီမှာ background တစ်ခုပြန်ယူလိုက်ကြဒီ background ပေါ်မှာကျွန်တော်တို့ဒီဥစ္စာကျွန်တော်ပြောင်းထားတဲ့ကောင်လေးတွေကို color design လေးပြောင်းဖို့အတွက်ကိုသူ့ကိုနော် background ခံထားပြီးသူ့ layer တစ်ခုကျွန်တော်တို့ထည့်ယူလိုက် layer ပြောင်းတစ်ခုနော်ဆွဲချယူအောင်မို့သူ layer အသစ်တစ်ခုကျွန်တော်တို့ယူလိုက်တယ်ဒီမှာ layer တစ်ခုဆိုတော့ကျွန်တော်တို့ယူလိုက်တယ်နော်ယူပြီးရင်အဲ့ဒီကောင်ကိုကျွန်တော်တို့ကလည်းဘယ်လိုမှဆိုအရင်တိုင်းပဲ alter နဲ့ delete color အမဲအောင်ကျွန်တော်ပြန်ယူဖို့မှာဒီဘက်ကဆက်ကြောင်း okay ယူရခါကျရင်ကျွန်တော်တို့ဒီကောင်ကို background အပေါ်ပို့လိုက်မယ်
နောက်ဆို layer ကိုနေ background အလုံးမလုံးဟုတ်လားဒီကောင် layer အောက်ထားလိုက်မယ် okay ပြင်အပေါ်ဆုံးကကျွန်တော်မှတ်ခံထားတဲ့ကောင်လေးကိုကျွန်တော်တစ်ချက်မျက်စိပေးလိုက်မယ်မျက်စိပေးပြီးဒီကောင်လေးကိုကျွန်တော် color design တွေပြဖို့အတွက် background ဥစ္စာကိုကျွန်တော်နှိပ်ထားမယ်နှိပ်ထားပြီးကျွန်တော်တို့ဒီအောက်မှာ adjustment layer ဆိုတော့နော် adjustment layer ဆိုတော့ယူမှာဒါကတော့ color ပြောင်းဖို့တော့ကျွန်တော်တို့ဒီမှာလောက်တာမှာokay ဒီကောင်းရင်နော် adjustment layer ကနေကျွန်တော်တို့ hue ကနေကျွန်တော်ဒီမှာ color design လေးပြောင်းဖို့အတွက်ကိုကျွန်တော်ဝယ်ယူလိုက်တယ်ပြီးကျွန်တော်ဒီမှာဒီကောင်လေးတွေကိုဆွဲပြီးအသားလေးပြောင်းကြည့်မှာဟုတ်လားကျွန်တော်လိုချင်တဲ့ design ဥစ္စာအထိပေါ့နော် color လေးအမျိုးမျိုးလေးဖြာထားအောင်တွေ့ရလိမ့်မယ်ဒါတွေကဘာလို့လုပ်ရဆိုရှင်ကျွန်တော်နောက်ခံ design တွေ color design လေးတွေကျွန်တော်ဖန်တီးတဲ့ဥစ္စာမျိုးလေးတွေအမျိုးမျိုးကျွန်တော်တို့သွားပြီးဖန်တီးလို့ရတယ်နော်ကျွန်တော်အခုဒီကနေကိုလိုချင်တဲ့ color design လေးကျွန်တော်ဆေးလုပ်မယ်ဆေးလုပ်ပြီးရတဲ့အခါကြောက်ရှင်ကျွန်တော်တို့ဒီမှာသူ့ကို kit ပုံစံလေးဖန်တီးပြီးတော့ color light file လေးကျွန်တော်တို့ဖန်တီးလို့ရတယ် okay ဒါဆိုရှင်ဒီလောက်ပါပဲတကယ်ချင်းတို့အနေနဲ့ကျွန်တော် website ကိုလာလည်လို့ရပါတယ်ရန်ကုန်သားမြေပညာမျိုးတော်ကိုလာလည်ဖို့ဖိတ်ခေါ်ပါတယ် okay အားလုံးအဆင်ပြေကြပါစေ